အားလုံးပဲမင်္ဂလာပါငါခုမေးချင်တယ်အဖြေပါတစ်ခါလဲပြောပြမယ်မှန်မမှန်ကိုပဲ comment မှာလာရေးပေးနော်မိုဟာမက်ကမိန်းမ17ယောက်ယူခဲ့တယ်သူယူခဲ့တဲ့မိန်းမတွေထဲမှာအသက်အငယ်ဆုံးအရွယ်က9နှစ်အဲ့9နှစ်အရွယ်ကိုယူတဲ့အချိန်မှာမိုဟာမက်ရဲ့အသက်က50ထဲမှာ3နှစ်မွတ်စလင်လူမျိုးတွေကိုတရားဝင်မိန်းမ4ယောက်ယူခွင့်ပေးထားတယ်ဆိုဗီယာဆိုတဲ့ဂျူးမျိုးသမီးကိုမိုဟာမက်ကတိုက်ခိုက်တိမ့်ပိုက်ထားတဲ့တိမ့်ပိုက်ပြီးတဲ့အချိန်မှာသူ့ရဲ့မိသားစုဝင်တွေအားလုံးကိုတုတ်တင်ခဲ့တယ်နော်ကိုဖြေတဲ့အဖြေဟာမှန်လားမှားလားဆိုတာကိုလာပြီးတော့မှမှန်ပေးပါ comment လာရေးပေးပါမှားရင်လည်းမှားတယ်မှန်ရင်လည်းမှန်တယ်ပေါ့နော်အဲ့တော့ဒီရဲ့5ခုဖြေနိုင်ခဲ့မယ်ဆိုရင်ကိုပြောတဲ့ဟာတွေကမှန်ချင်းမှားချင်းဟာမင်းတို့ရဲ့အမျိုးသမီးအဲ့တော့မေးတဲ့သူနဲ့ဖြေတဲ့သူကတယောက်တည်းလို့ယူဆတယ်။ဘာကြောင့်လဲဆိုတော့မေးတဲ့သူကလည်း669ပဲ။ဆိုတော့အမှန်တကယ်ဆိုရင်တော့ကျွန်တော်မဖြေချင်ပါဘူး။ဒါပဲဖြစ်ဖြစ်ပါနော်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနည်းငယ်ရှင်းပြမယ်နော်။မွတ်စလင်ဆိုတာကလူမျိုးမဟုတ်ဘူးနော်။ဒီလူကိုကျွန်တော်ငပိန်းလို့ပဲပြောမယ်။သူဘာမှမသိဘူး။စွတ်ပြောတာနော်မွတ်စလင်ဆိုတာလူမျိုးမဟုတ်ဘူးကမ္ဘာပေါ်မှာမြည်သည့်နေရာမှာမြည်သည့်နိုင်ငံမှာနေထိုင်တဲ့သူပဲဖြစ်ပါစေအစ္စလာမ်ဘာသာကိုကိုးကွယ်ယုံကြည်တယ်ဆိုရင်အဲ့ဒီသူကိုမွတ်စလင်လို့ခေါ်တာဟုတ်ပြီနော်နောက်တစ်ချက်ကမွတ်စလင်တွေကိုမိန်းမ4ယောက်ယူခွင့်ပေးထားတယ်လို့ပြောတယ်ဆိုတော့ကျွန်တော်တို့အစ္စလာမ်သာသနာမှာမိန်းမ4ယောက်ယူခွင့်ပေးထားတယ်ဆိုတာမဟုတ်ဘူးအစ္စလာမ်ကပြဋ္ဌာန်းချက်ကတလင်တမ စနစ်ပဲဇနီးတဲ့တယောက်ကိုပဲယူမယ်เนาะအဲ့ဒီဇနီးတဲ့တယောက်နဲ့ယူမြေကြပေါင်းသိမယ်အဲ့ဒီအထီကိုအစ္စလာမ်ကလက်ခံတယ်သို့တော်လည်းပဲအကြောင်းကိစ္စတစ်စုံတရာကြောင့်မိမိရဲ့အခွင့်အရေးတစ်ခုခုကြောင့်လိုအပ်လို့နောက်ထပ်တယောက်ထပ်ပြီးတော့ယူမယ်ဆိုလို့ရှိရင်เนาะအစ္စလာမ်တရားတော်ရဲ့ဘောင်ထဲကနေပြီးတော့ယူခွင့်ရှိတယ်လို့ပြောတာအကယ်၍မိမအများကြီးယူဖို့အတွက်เนาะဒီလူကရှိတယ်ဆိုရင်เนาะလုံးဝမရဘူး4ယောက်အထိပဲယူရမယ်ဆိုတော့မိမ4ယောက်အထိကိုပဲယူဖို့အတွက်တိုက်တွန်းထားတာဖြစ်တယ်เนาะကျွန်တော်ပြောပြမယ်เนาะမြန်မာသမိုင်းမှာနော်ဘယင်တွေမိမတွေအများကြီးယူခဲ့တယ်နော်ဘရုံမင်းဆိုရင်မိမပေါင်း200ယူခဲ့တယ်နော်မိမပေါင်း200ယူခဲ့တယ်မင်းတို့မင်းဆိုလို့ရှိရင်မိမပေါင်းနော်45ယောက်ဆိုပြီးတော့နော်သမိုင်းမှာရှိတယ်နော်အလောင်းစီသူဆိုရင်မိမပေါင်း40ကျော်ရှိတယ်ဆိုတော့အရင်တော့ကဘယင်တွေကောလူတွေကောဘာစည်းကမ်းမှမဆောင်ဘဲနဲ့မိန်းမတွေအများကြီးယူကြတယ်အဲ့ဒီမိန်းမအများကြီးယူတဲ့စနစ်ကိုအစ္စလာမ်ကရိုက်ချိုးတာမင်းတို့မရဘူးမိန်းမနောက်ဆုံးထိပဲမိန်းမ4ယောက်ပဲယူခွင့်ရှိတယ်လို့ပြောတာနော်ဘယ်မွတ်စလင်မှာမိန်းမ4ယောက်မယူဘူးခင်ဗျားတို့သိချလေးလေ့လာကြည့်ဟုတ်ပြီနော်ဒါထပါအတူချုံးပြီးတော့ပဲကျွန်တော်ပြောမယ်နော်နောက်တစ်ချက်ကတမန်တော်မြတ်ကြီးဟာနော်9နှစ်သမီးကိုနေကလောက်တယ်ဆိုရယ်မှန်တယ်9နှစ်သမီးကိုနေကလောက်တယ်ဆိုတာကခင်ဗျားတို့စေပညာနော်ခင်ဗျားတို့အဲ့ဒီခေတ်ကစေပညာကိုခင်ဗျားတို့လေ့လာကြည့်အာရေဗျဟာအပူပိုင်းဒေသဖြစ်တယ်အဲ့ဒီအပူပိုင်းဒေသမှာရှိတဲ့အဲ့ဒီအချိန်မှာရှိတဲ့9နှစ်သမီးဟာအရွယ်ရောက်ပြီးသားအမျိုးသမီးဖြစ်တယ်နောက်တစ်ခုကတမန်တော်မြတ်ဟာမိမိသဘောနဲ့မိမိနေကလောက်ခဲ့တာမဟုတ်ဘူးတမန်တော်မြတ်ဟာအလောဟ်ရှင်မြတ်သခင်ကအမိန့်တော်နဲ့နေကလောက်ခဲ့တာဖြစ်တယ်တမန်တော်မြတ်ရဲ့အခလာတမန်တော်မြတ်ရဲ့ကိုကျင့်တရားတွေတမန်တော်မြတ်ရဲ့အိမ်တွင်းထဲမှာရှိတဲ့မိသားစုအပေါ်ကိုဘယ်လိုဟာလာဆက်ဆံခဲ့တယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ဟိုးကဘာပြတ်မဲ့နေ့အထိနော်ဒီရဲ့သတင်းကောင်းတွေကိုပေးဖို့အတွက်ကအမျိုးသမီးတွေလိုအပ်တယ်နော်တချို့ဆိုလို့ဆိုရင်နိုင်ငံတွေကနေပြီးတော့ဘယင်တွေကနေပြီးတော့မှတမန်တော်မြတ်နဲ့ဟာလာရွှေလက်ဆက်ချင်တဲ့သူတွေရှိတယ်
တမန်တော်မြတ်ကိုဟာလာရောက်ပြီးတော့မှဖိတ်ခေါ်ပြီးတော့မှဟာနေကလှုပ်စေချင်တာရှိတယ်ဘာဖြစ်လို့လဲတစ်ဖက်နဲ့ဆွေမျိုးတော်ချင်ကြတမန်တော်မြတ်နဲ့တော်ချင်ကြဆိုတော့တမန်တော်မြတ်ဟာတာမန်အားဖြင့်ဇနီးတဲ့လိုချင်တယ်ဆိုရင်အသက်ကြီးမှအိမ်တော်မပြုတ်ဘူးတမန်တော်မြတ်ဟာငယ်ရွယ်တန်တုံးမြန်တုံးမှာပဲတမန်တော်မြတ်ဟာအိမ်တော်ပြုတ်မှာပေါ့သို့တော်လည်းအခုကအသက်53နှစ်အထိကိုဟဇရတ်ခဒီဂျာတခင်မနဲ့ယူညီကြပေါင်းသင်းခဲ့ပြီးတော့မှတမန်တော်မြတ်ကြီးဟာအသက်53နှစ်အချိန်ကြတော့မှအလောရှိမြတ်တခင်ရဲ့အမိန့်တော်နဲ့အိမ်တော်ပြုတ်ခဲ့တာဖြစ်တယ်နော်ဆိုတော့ကျွန်တော်ပြောချင်တာကနောက်ဆုံးတစ်ချက်နော်ဟဇရတ်ဆိုဖီယာတခင်မနော်ဟဇရတ်ဆိုဖီယာတခင်မဆိုတာကတမန်တော်မြတ်ဘန်နူနာသေးဆိုတဲ့အမျိုးသားတွေတဲကနေပြီးတော့သူတို့ခေါင်းဆောင်ရဲ့တမိဖြစ်တယ်နော်ဘန်နူနာသေးဆိုတာကအဲ့ဒီခါတော့ကဂျူးလူမျိုးတွေရဲ့အုပ်စုဖြစ်တယ်ဆိုတော့တမန်တော်မြတ်ဟာဒီဘက်မှာရှိတဲ့မွတ်စလင်တွေနဲ့နော်တစ်ဖက်မှာရှိတဲ့ဘန်နူနာသေးမျိုးနွယ်ဝင်တွေနဲ့နော်ငြိမ်းချမ်းသွားအောင်ဆိုပြီးတော့နောက်တစ်ခုကသုံးပန်းအဖြစ်နဲ့ပါလာတဲ့ဆိုဖီယာနော်မိခင်မွန်ကြီးဆိုဖီယာတခင်မကိုတမန်တော်မြတ်ကဂုံပေးလေးစားခြင်းအဖြစ်နော်နောက်တစ်ဖက်ကတစ်ဖက်နဲ့အပြန်အလှန်ညီညွတ်တဲ့သဘောကိုဖော်ဆောင်မှုအတွက်ငြိမ်းချမ်းရေးသဘောကိုဖော်ဆောင်မှုအတွက်တမန်တော်မြတ်ကရွှေလက်ဆက်ခဲ့တာနော်သဘောပေါက်လားမသိဘူးနော်ဒီပုဂ္ဂိုလ်ပြောသွားတဲ့သူ့မျိုးတွေဘာလုပ်လိုက်ညာလို့လဲမလုပ်ပါဘူးတကယ်တော့တိုက်ပွဲခါပြီးဆုံးသွားပြီအဲ့ဒီအချိန်မှာဆိုဖီယာတခင်မလည်းပါလာတယ်တမန်တော်မြတ်ကိုယ်တိုင်ဒီကာအတွက်ကမ်းလှမ်းခဲ့တယ်ဆိုဖီယာတခင်မကလည်းလက်ခံခဲ့တယ်အဲ့ဒီအပေါ်မှာငြိမ်းချမ်းခဲ့တယ်အခုဆိုဖီယာတခင်မဟာကျွန်တော်တို့အစ္စလာမ်ဘာသာဝင်တွေရဲ့အထွတ်မြတ်ထားရမိခင်မော်တပါအဖြစ်နဲ့ရှိနေတယ်ဆိုတော့ခင်ဗျားတို့ပြောချင်တိုင်းနေခင်ဗျားတို့မပြောပါနဲ့နော်ဘယ်မှာလဲမပြောပါနဲ့ဟုတ်ပြီလားကျွန်တော်ပြောပြီးပြီအမြဲတမ်းနော်ခင်ဗျားတို့သူများဘာသာတရားကိုလေးလာမှုမရှိမဲနဲ့နော်ခင်ဗျားတို့ရမ်းပြီးတော့ခင်ဗျားတို့ပြောတယ်ကျွန်တော်အားလုံးကိုဆိုလိုပြီးတော့ပြောတာမဟုတ်ပါဘူးကျွန်တော်ပြောတဲ့စကားပေါ်မှာတကယ်ဗုဒ္ဓဘာသာဝင်ကောင်းနေနားထောင်ပြီးစိတ်နှောက်ယှက်ဖြစ်တယ်ဆိုရင်ကျွန်တော်အားလုံးကိုအနုညွန်တောင်းပန်တယ်အဓိကကျွန်တော်ပြောချင်တာကနော်အဓိက online ပေါ်မှာအစ္စလာမ်ဘာသာဝင်တွေကိုနာမည်ဖြတ်ပြီးတော့မှနော်လုပ်နေတဲ့စူးစမ်းနေတဲ့ဒီ669ဆိုတဲ့အဖွဲ့ကတည်တံ့ရှိတယ်နော်အခုလဲဒီ post ကိုကြည့်အဝိုင်းအနီပြထားတဲ့နော်မေးတဲ့မေးခွန်းမောင်ကြီး669ဆိုပြီးတော့ပါတယ်အပေါ်မှာကြည့်အဲ့ဒီ669ဆိုတဲ့နော်လူကပဲမေးပြီးတော့669ဆိုတဲ့လူကပဲလာပြီးတော့ပြဿနာကိုဖန်တီးတယ်ဆိုတော့အောက်မှာကျွန်တော် comment တွေကိုတွားဖတ်ကြည့်တာကတိတ်ကိုစိတ်အနှောက်အယှက်ဖြစ်เสียဖြစ်တယ်တကယ်တော့ကျွန်တော်ဒါတွေကိုကျွန်တော်တို့မပြောချင်ဘူးပေါ့နော်ဗုဒ္ဓဘာသာကိုထိခိုက်မှလည်းစိုးရိမ်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အစ္စလာမ်ဘာသာကနော်ကိုယ်ဘာသာကိုလည်းထိခိုက်မခံစေချင်လို့သူများဘာသာကိုလည်းစော်ကားဖို့ပြောထားတာမရှိပါဘူးเนาะခင်ဗျားတို့အစ္စလာမ်ကိုလေ့လာကြည့်ပါเนาะကျွန်တော်တို့အားလုံးဟာငြိမ်းငြိမ်းချမ်းချမ်းနဲ့ရှိတဲ့သာသနာဖြစ်တယ်ဆိုတော့ကိုခင်ဗျားတို့သိပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာဒီလောက်ပဲကျွန်တော်တင်ပြလိုက်ပါမယ်ကျွန်တော်နောက်မှအချိန်ရတယ်ဆိုရင်တော့အချိန်ရသလိုလေကျွန်တော်ပြောတော့မယ်အားလုံးကိုကျေးဇူးတင်ပါတယ်